Hello, hello မင်္ဂလာပါဒီနေ့မှာတော့ပပတော့ဟောက်လေးလုပ်ထားပါရှင်။နောက်ကအတန်နေညနေလို့တိခန့်ပြီးတော့ကြည့်ပေးကြပါဦးနော်။တိတ်တော့မလာပါဘူးရှင်။ကိုရိုင်းလုပ်ထားတာဖြစ်တဲ့ဒါပေမဲ့လည်းတိတ်မလာဘူးပေါ့နော်။ဒါကတော့ crayon လေးတွေပဲတုံးထားဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့ကြည့်မကောင်းပါဘူး။ဝေကြမယ်။အထဲရောက်တဲ့အခါတော့ပထမဆုံးတွေ့ရမှာအေကန်လေးပေါ့နော်အေကန်လေးမှာသပွဲလေးရှိရပေါ့နော်ဘယ်လိုထားဆိုသပွဲလေးကလည်းဖြိုးလို့ရပါတယ်ဒီနာပေါ့နော်စတီကာလေးကိုတိတ်အကြည့်သားလေးကတ်ထားဖြစ်ပါတယ်လှပါတယ်နောက်တစ်ခါကျရင်လည်းထပ်ပြီးတော့ဒီပေးပါမယ်နော်ဒါလေးကတော့တငယ်ချင်းတွေအိမ်နေရခက်ဒီပါသူကဖက်လုံးပေါ့နော်ဒီတိုင်းကင်ထားခဏလေးနည်းနည်းဝါးနေဟိုမှာဒါလေးကိုလည်းဖြုတ်လို့ရပါတယ်ရဲလှပါတယ်ကိုယ့်အကူလုံးကိုယ့်အကူကြည်နေဒါတော့ဘာမှမဟုတ်ဘူးဒါဟိုဟာလေးဖုံးလေးထဲကိုပစ္စည်းထည့်ရဖုံးလေးပါတိခက်ပြီးကြည့်ပေးနော်ဒါကတော့အိစားပဲနားထားပဲမသိလို့ဆိုပြီးတော့ကိုယ့်အကူရှောက်ပြီးအိစားထားလိုက်တာဒီညမှာထားဖို့ဖြစ်သွားပါတယ်အဲ့တော့ဒီနားလေးပါပဲထားပါပဲဒါအုတ်ထုတ်ပါဒါအစတော့ကလေးထားတာဒါမဲ့ဘီယိုကဖွင့်လို့မရလို့ဆိုပိတ်လို့မရလို့ဆိုပြီးတော့အဲ့တုံးလိုက်တာအဲ့ဒီမှာတော့အဝတ်စားရရှိပါတယ်အဝတ်စားတွေကိုတော့အသေးစိတ်မပြတော့ပါဘူးရှင်ခီရီကလည်းတိတ်ပြီးတော့မအားဘူးဆိုတော့ဒါကတော့ဟွာလေးပါနေနာကုန်းစားကိုဟွာဝိရှော်သက်ပါဒါကဆက်ပြဘူးဖြစ်ပါတယ်ဆက်ပြဘူးလည်းဖြုတ်လို့ရပါတယ်တက်လို့လည်းရပါတယ်ဒါကတော့ဆက်ပြခဲအလိုပါညာတတကားလေးဖြစ်ပါတယ်နည်းနည်းဟွာဖြစ်တယ်တိတ်မကက်ချူဖြစ်နေဒါကတော့လဲဖို့ပေါ့နော်အဝတ်လဲဖို့ဒါကရေကူးကဲကိုတော့ဒီတိုင်းတည်းကဟွာလေးပဲလောက်ထားပေးပါတယ်လောက်တာပေါ့နော်တခုမှဝါတာကဒီမှာဖြစ်ပါတယ်ဒီနေရာမှာပါရေခဲတက်တာနဲ့ဒီစားစာတွေစားတောက်တွေကကြတော့လေအဲ့လိုမျိုးနေရာထားမှပါရဲမှာဓာတ်တွေဘာညာတတကားတွေထည့်ထားတာပဲဖြစ်ပါတယ်အသေးစိတ်တော့လိုက်ပြီးတော့ရှင်းပြနိုင်တော့ပါဘူးဒီထဲမှာလည်းအိုးပဲရှိတယ်ပကံတွေကရေစေးထားနောက်တစ်ခါဒါကတော့ထမင်းစားတဲ့ပွဲဖြစ်ပါတယ်ဒီမှာလေဟင်းနေတင်ထားတာကွနာဝါမှာလှုပ်ပြီးလို့ဆိုပြီးတော့ဆော့ရှောက်ဆော့အဲ့လိုကိုလောကတော့တိတ်ကဲခရေးရွယ်ရောင်းဆုံးရဲ့အဲ့လိုပါပေါ့နော်ဒါပဲပါတာပဲနောက်တစ်ခါတော့ပဲပေါ့နော်ဒါတော့အသေးစိတ်မပြတော့ဘူးsorry ဒါနည်းနည်းဟိုဖြစ်ဒါနည်းနည်း glittery ဖြစ်ကြည့်တာတော့မဟုတ်တဲ့ဘာမှမဟုတ်တဲ့ဟာလေးပါဒါကအဝတ်လန်းနဲ့စင်လေးပါနေလုံးလက်ပါပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်တစ်ခါထပ်ပြပေးပါမယ်တောင်းဆိုထားလို့ရှိရင်နောက်တစ်ခါကျရင်ထပ်ပြပေးပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်